အားလုံးပဲမင်္ဂလာပါရှင် KK Handmade ပေးကနေကြိုဆိုလိုက်ပါတယ်အခုညမှာပညာဒါနမျှဝေဖို့ရေးရှင်းထားတာလေးကတော့ခေါင်းပတ်ထိုးနည်းလေးပဲဖြစ်ပါတယ်ဒီခေါင်းပတ်ထိုးနည်းလေးရဆိုရင်အရှိကံသမားတွေတော်လဲလွယ်လွယ်ကူကူနဲ့လိုက်ထိုးလို့ရတာမလို့ညီမမျှဝေပေးလိုက်ပါတယ်သူကတိုင်တိုတစ်မျိုးတည်းနဲ့ပဲသွားပါတော့တပတ်လေလုံးအကောင်လုံးတိုင်တိုတစ်မျိုးတည်းထိုးတတ်ရုံနဲ့အရှိကံသမားတွေကအစလွယ်လွယ်ကူကူလိုက်ထိုးလို့ရတယ်လို့လှလဲလှတာမို့ညီမမျှဝေပေးလိုက်ပါတယ်ညီမသုံးမဲ့ရှီမျိုးဆက်ကတော့ကိုရီးယားရှီလေးနားမနီးရနဲ့ကိုရီးယားရှီလေးနဲ့ထိုးပြမယ်ပေါ့နော်အနာသက်တရှာစိုက်အစိုက်ကတော့ 3.5 နဲ့ထိုးမယ်ခြေပြက်ကကြီးတစ်ခုအဲ့ဒါလေးပဲလိုအပ်ပါတယ်ပေါ့နော်သူအရန်ကိုလွယ်တယ်တိုင်တိုထိုးတက်ရုံနဲ့လွယ်လွယ်ကူကူထိုးလို့ရမှာမလို့ညီမကတော့ကိုရီးယားရှီလို့ကိုရီးယားရှီကထုတ်လက်စားရှီတဲ့ပိုင်းအောင်လေးနဲ့ထိုးပြပေးမယ်ပေါ့နော်ကိုချီရှိတဲ့ရှိအမျိုးအစားနှစ်သက်ရနဲ့လည်းလိုက်ထိုးလို့ရပါတယ်ဒါလေးကလွယ်လဲလွယ်လှလဲလှပေါ့နော်အပြားကြီးလေသူကပိုလှတယ်ပေါ့နော်တိုင်တိုတစ်မျိုးတည်းထိုးတက်ရုံနဲ့အဆင်ပြေမှာအခုညီမနဲ့အတူတူအဆိုင်လဲအတူတူကိုရီးယားရှိပဲသုံးမဲ့လူတွေကညီမကရှိန်းစောက်ဆုံးထိုးပြရနော်ရှိန်းကကြတော့ညီမရှိန်း100ထိုးတယ်ပေါ့နော်ရှိန်း100ကိုခေါင်းဆိုင်နဲ့လိုက်ပြီးတော့လဲထိုးကိုခေါင်းဆိုင်အပတ်နဲ့လိုက်ပြီးတော့တယောက်နဲ့တယောက်တော့ကွာမယ်ပေါ့နော်အထူအပရှိပုံမူတည်ပြီးတော့ရှိန်းကကွာရှားနိုင်ပါတယ်ညီမကတော့ရှိန်း100ထိုးရပေါ့နော်အဲ့ဒါပြီးရင်တစ်ဖက်ကိုလှည့်လိုက်မယ်လှည့်ပြီးတဲ့ခါကျတော့အောက်ကတကယ်လို့မလှည့်ဘူးဆိုလို့ရှင်သူပြုတ်ပြုတ်ကြီးထွက်မှာလှည့်ပြီးတဲ့ခါကျအခုံးလေးတွေလေပြောင်းပြန်လှန်လိုက်လို့ရှင်အဲ့မှာဒီမှာညီမလှန်ပြထားရပါတော့ဒါကအတဲပဲဟိုဘက်ကိုပြောင်းပြန်လှန်ပြီးတော့အဲ့မှာအခုံးလေးတွေလေအဲ့ထဲကိုတိုင်တိုတပေါက်ကိုအဆုံးထိထိုးသွားမယ်ပေါ့နော်ညီမအမနီးကပ်ပြပေးထားပါပေါ့နော်ပြောင်းပြန်လှန်လိုက်တာအခုံးလေးပေါ်လာတယ်အဲ့ထဲကိုအဲ့အခုံးလေးတွေကိုတပေါက်ကိုတတိုင်းနှုံးနဲ့တိုင်တိုပဲအဆုံးထိထိုးသွားမယ်ပေါ့နော်ဟိုးအဆုံးထိတိုင်တိုပဲတစ်ခုတည်းပဲထိုးသွားရုံပဲသူကကြတော့တခြားပတ်တန်လုံးဝမရောဘူးတိုင်ရှည်လည်းမပေါက်တိုင်တိုတစ်မျိုးတည်းနဲ့ပဲအစအဆုံးထိုးသွားကိုလိုချင်နဲ့ပမာဏရတဲ့အထိတိုင်တိုနဲ့ပဲထိုးသွားပါတော့တကယ်လို့ရှိအမျိုးအစားကညီမနဲ့တူရင်တော့ညီမကရှိန်း100ထိုးရပါတော့ကိုခေါင်းဘက်စိုက်တိုင်းကိုသုံးတဲ့ရှည်မျိုးစားပေါ်မူတည်ပြီးတော့ကွာရှားနိုင်တယ်ပေါ့နော်ရှိန်းရတော့ကိုရှိန်းထိုးပြီးလို့ရှိရင်ကိုခေါင်းကိုပတ်ကြည့်လိုက်အဆင်ပြေပြီဆိုရင်တော့ရပြီပေါ့နော်အဲ့လိုမျိုးလဲလွန်လင်းတကူပေချိုးမရှိဘူးဆိုရင်လည်းအဲ့လိုမျိုးလေးကိုခေါင်းဆိုင်အတိုင်းပေါ့နော်ခေါင်းပတ်ကြည့်လိုက်အဆင်ပြေပြီဆိုရင်လိုက်ထိုးလို့ရသွားဆက်ထိုးလို့ရသွားပြီပေါ့နော်သူကတနေ့ပတန်လုံးဝမရောဘူးအရှိကန်သမားတွေကစားလွယ်လေးတကူလိုက်ထိုးလို့ရတယ်သူကတိုင်တိုတစ်မျိုးတည်းနဲ့ပဲပေါ့နော်ပထမအောင်ဆုံးတစ်ခုသတိထားရမှာကပထမအောင်ဆုံးထိုးပြီးလို့ရှိရင်ပထမအောင်ဆုံးရှင်းထိုးပြီးလို့ရှိရင်တဲမလာပဲနဲ့ပြောင်းပြန်လေးလှမ်းပြီးထိုးလိုက်ပေါ့နော်တဲလာလို့ရှိရင်မရဘူးလားဆိုရတယ်ဒါပေမဲ့ပြပျော်ကြီးနေတယ်ပေါ့နော်ထိတ်ဆုံးတဒန်းကရှီရပြပျော်ကြီးနေတယ်အဲ့လိုလေးလှမ်းလိုက်တယ်ဆိုလို့ရှိရင်အဲ့ဟာလေးကြစ်ကလေးပေါ့နော်ဘယ်ကစထားမှန်းကိုမသိဘူးပေါ့နော်လုံးဝပျောက်သွားပြီးတော့ပိုလှရပေါ့နော်အဲ့လိုမျိုးကိုလိုချင်တဲ့ပမာဏအရွယ်အစားအပြားအရည်အတွက်ရတဲ့ထီကိုအေးစစ်ထိုးသွားရုံပဲကျန်တဲ့ပတန်လုံးဝမရောဘူးပတန်လည်းမှတ်စရာမလိုဘူးတပေါက်ကိုတတိုင်းထုံးနဲ့တိုင်တိုးတွေဒီပဲအစတိုင်တိုးထိုးရုံနဲ့ပဲဆိုတော့နောက်တန်းကလည်းအဲ့ပမာဏကတော့ကိုလိုချင်တဲ့ပမာဏအရေးအတွက်တိထိုးသွားမယ်ညီမကတော့စုစုပေါင်း9တန်းထိုးရပေါ့နော်အစမ်းပဲထိုးပြရဆိုညီမကတော့အဲ့လောက်နဲ့ရက်လိုက်ပါပြီကိုလိုချင်တဲ့အပြားတော့နည်းနည်းပိုကြီးထိုးပေါ့နော်ညီမကဒီပညာတင်တာမျှဝေပေးတာဆိုညီမအပြားနည်းနည်းရှိကုံသွားတော့ရှိတစ်လုံးနောက်ထပ်မဆက်တော့ပဲနဲ့အပြားလေးတော့နည်းနည်းသေးသွားတယ်ဆက်မယ်ဆိုလို့ရှိရင် तू ကအလေကောင်လောက်ပေါ့နော်အလဲကောင်လောက်ကိုဟိုဘက်ဒီဘက်ဆက်ရမယ်ပေါ့နော်အလဲကောင်လောက်ထိတ်တဲ့ဟိုအဆုံးထိမသွင်းပြဘူးเนาะအဆုံးထိမသွင်းပြပဲနဲ့အလဲကောင်လောက်အဆုံးထိမသွင်းဘူးเนาะဒီမှာညီမပြန်ပြီးတော့ဟိုကကင်မရာထဲမှာမပါလို့ညီမပြန်ပြီးတော့ထပ်ပြီးတော့အောက်လေးကိုတိုးလိုက်တယ်ကြည့်လိုက်တော့အောက်ထဲဟိုအပေါ်ရောက်နေမမြင်ရလို့ပေါ့နော်အလဲလေးအဲ့လိုလေးတိုးပြီးတော့အလဲလောက်ပဲပေါ့နော်ဟိုအဆုံးထိမထိုးပြဘူးအလဲလောက်ကဟာကိုရှီစားရှန်ထားပြီးတော့လိုချင်တဲ့ပမာဏအရေးတွဲရပြီဆိုရင်ရှီစားရှည်လေးရှန်ခဲ့ပြီးအဲ့လိုမျိုးလေးကန်ရင်အလဲကောင်အရင်ဆက်မယ်ပေါ့နော်အခုညီမဒီမှာကင်ပြထားတဲ့အလဲကောင်လောက်ကိုအရင်ဆုံးဟိုဘက်ဒီဘက်ရှီလေးကိုဟိုဘက်ဒီဘက်အရင်ဆက်ပြီးတော့ထိုးလိုက်မယ်နော်အလဲကောင်လောက်ကိုဟိုဘက်ဒီဘက်အဲ့ဒါတော့အလင်းတင်တယ်လို့အဆင်ပြေတယ်လို့ရှုပ်လို့ရပါနော်ဟိုဘက်ဒီဘက်ကိုအလဲကောင်အရင်ရှုပ်မယ်နော်အလဲကောင်ရှင်မအပြားတော့ညီမအတိုင်းမထိုးပဲနဲ့အပြားလေးနည်းနည်းကြီးထိုးရင်ပိုလှရပါတော့ညီမကတော့အစမ်းထိုးပြဆိုညီမရှီကိုနောက်တလုံးအသစ်မထုတ်တော့ပဲနဲ့9တန်းမှာပဲရှီကုံသွားလို့ရက်လိုက်တယ်ပေါ့နော်အပြားကြီး10တန်း12တန်းလောက်ဆိုပိုလှမယ်ပေါ့နော်အဲ့လိုမျိုးအပြားလေးနည်းနည်းကြီးထိုးပါအပြားလေးနည်းနည်းကြီးထိုးလို့ရှိရင်ခေါင်းပေါ်မှာပိုပေါ်တယ်ပေါ့သူ့ရဲ့ပတန်လေးကပိုလှတယ်ပြီးရင်ဟိုဘက်ဒီဘက်ကိုရှုံပြီးကိုင်းလိုက်မယ်ကိုင်းပြီးဟိုဘက်ဒီဘက်ကိုဒီမှာနော်ကြံနေတဲ့အပေါက်လေးနှစ်ဖက်ညီမပြန်ပြပေးထားတဲ့အပေါက်လေးနှစ်ဖက်ကိုရှုံပြီးတော့အလဲကောင်ကနေကိုင်းပြီးတော့ဟိုဘက်ဒီဘက်ကိုအလင်းတင်တယ်လို့ပဲနော်ပေါ့နော်ရှုပ်တာတော့ဘယ်လိုရှုံးမှလှမယ်တော့အဲ့လိုမျိုးတော့နီးတော့မရှိဘူးဒါ
မဲ့အလင်းတင်လို့ဟိုဘက်ဒီဘက်ကိုပေါ့နော်မျက်လုံးထဲမှာအဆင်ပြေအောင်ဟိုဘက်ဒီဘက်ညီမတေချာပြန်ပြပေးထားဟိုဘက်ဒီဘက်ကိုတေချာအလဲကောင်နှစ်ခုဟိုဘက်ဒီဘက်ကိုင်းပြီးတော့အလဲကောင်ဒါမလှဘက်ပေါ့နော်မလှဘက်ကိုဟိုဘက်ဒီဘက်ကိုင်းပြီးရင်အလင်းတင်တယ်လို့လေအဆင်ပြေတယ်လို့မျိုးလေးဟိုဘက်ဒီဘက်ကိုအကုန်လုံးရှုပ်လိုက်ပါဟိုဘက်ဒီဘက်ကိုအလင်းတင်လို့ဟိုဘက်ပေါက်နဲ့ဒီဘက်ပေါက်နော်ဒီဘက်ပေါက်နဲ့ဟိုဘက်ပေါက်ကိုတေချာလေးပေါ့နော်လှအောင်ပေါ့နော်ကိုယ့်မျက်လုံးထဲမှာအဆင်ပြေလောက်တယ်ပေါ့ပုံမှန်ညီမတို့လက်ချုပ်အပ်တွေထိုးတယ်လို့မျိုးပဲဟိုဘက်ဒီဘက်ကိုပေါ့နော်လှအောင်အဆင်ပြေအောင်ကိုယ့်မျက်လုံးထဲမှာအဆင်ပြေတယ်လို့မျိုးခိုင်အောင်သူကအဲ့လိုမျိုးအရှုံလေးပေါ်မှာဟိုဘက်ကိုလှန်လိုက်တဲ့ချိန်ကျလှသွားပေါ့နော်အဲ့ကြောင့်အလင်းတင်တယ်လို့အဆင်ပြေတယ်လို့မျိုးရှုပ်လို့ရတယ်ပေါ့နော်မခိုင်အောင်ရှုပ်ပေါ့နော်ဟိုဘက်ဒီဘက်ကိုအရှည်စားကိုတော့နည်းနည်းလေးဖြတ်တဲ့ခါကျရင်နည်းနည်းရှိလေးရှန်ခဲ့ပေါ့ရှန်ခဲ့မှသာကိုလိုတယ်လို့မျိုးဆွဲဆန်ပြီးတော့အဆင်ပြေသလိုရှုပ်လို့ရမှာပေါ့နော်ရှည်စားတွင်နေကြညီမတို့တခြားရှုပ်တာတော့တခြားလေးရှုပ်ပေးပေါ့နော်သူကဒီတစ်ခုလုံးရဲ့အသက်ကအိုက်နေရပဲဆိုတော့ရှုံထားတာလေးပေါ်မှာလှတာပေါ့နော်တစ်ခုလုံးကပတ်တန်ကဘာမှခတ်ဘူးလေးတိုင်တိုတွေနဲ့ပဲသွားထားတာဆိုတော့ပတ်တန်ကမခတ်ဘူးသူကဒီရှုံတဲ့နေရာလေးကြောင်းဒီခေါင်းပေါ်မှာတင်လိုက်တဲ့ heaven သူကအဲ့ရှုံထားတာလေးကချစ်စရာကောင်းတာပေါ့နော်ရှုံထားမှရှုံထားတဲ့နေရာလေးကဒီပတ်တန်တစ်ခုလုံးမှာအသက်ပဲသူရှုံတာလေးကိုတခြားလေးပေါ့နော်ဟိုဘက်ဒီဘက်လေးအလင်းတင်တယ်လို့လေးရှုပ်ပေးပေါ့နော်ဘာလို့ဆိုတော့သူပတ်တန်ကတစ်ခုလုံးလုံးဝမခတ်ဖ ೇನೆ တိုင်တိုတစ်မျိုးတည်းနဲ့သာသွားထားဆိုတော့ခေါင်းပေါ်မှာအဲ့ဒီရှုံထားတာလေးကသာခေါင်းပေါ်မှာပတ်လိုက်တဲ့ခင်းကျရင်အဲ့ဒီရှုံထားတာလေးကလှတာပေါ့နော်ကျန်တဲ့နေရာသူကလှတဲ့နေရာပဲနေရာမှာတိုင်းသူ only ပဲဆိုတော့တန်းလေးတွေပဲဒီတွန့်တန်းလေးတွေပဲပေါ်တာပေါ့နော်ကျန်တာကကျအဲ့ဒီရှုံထားတာလေးကပဲအသက်ဆိုတော့အဲ့ရှုံတဲ့နေရာလေးကိုတခြားစိတ်ရှည်လက်ရှည်လေးပေါ့အရန်လည်းမခတ်ပါဘူးပေါ့နော်ဟိုဘက်ဒီဘက်ကိုအနှင်းတင်တယ်လို့အဆင်ပြေအောင်ခိုင်အောင်ရှုပ်ပေးပါပေါ့နော်ဟိုဘက်ဒီဘက်ကိုကိုယ့်မျက်လုံးထဲမှာဟိုဒါဘလို့ရှုံမှလှတယ်တော့မရှိဘူးဒါပေမဲ့ကိုယ့်မျက်လုံးထဲမှာဘလို့ဆိုရင်အဆင်ပြေတယ်ရှုံမယ်ဆိုရပုံစံနဲ့ညီမတို့ဒီမှာပြီးသွားလို့ခြေစာလေးတင်လိုက်ပါပြီပြီးရင်ဟိုဘက်ကိုလှန်လိုက်ပေါ့နော်ဟိုဘက်ကိုနိုင်ကြည့်အခါကျရင်အရန်ကိုချစ်စရာကောင်းတဲ့ခေါင်းဘက်လေးလှလှလေးတခုရပြီပေါ့နော်ညီမနည်းနည်းသေးသွားရဖြစ်လားပြန်လေးနည်းနည်းသေးနည်းနည်းကြီးထိုးပေးကြပါအားလုံးပဲနည်းနည်းကြီးထိုးပေးကြပါနော်အားလုံးပဲညီမလောက်မထိုးပဲနဲ့စိုက်လေးကိုနည်းနည်းပြကြီးလေးထိုးပေးကြပါတော့ဒါလေးကညီမနည်းနည်းသေးသွား9တန်းဆိုနည်းနည်းလေးသေးတော့တိတ်ပြီးတော့မပေါ်ဘူးပေါ့နော်မလှတော့မဟုတ်ဘူးသူကအပတ်ကြီးရင်ပိုလှဆိုတော့12တန်းလောက်ပေါ့နော်ကိုလှမယ်နည်းနည်းလေးကြီးထိုးပေးကြပါနော်ညီမထက်ပိုလှစေခြင်းလို့အားလုံးပဲလွယ်လွယ်ကူလိုက်ထိုးနိုင်ကြပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်